သူ့ရဲ့လင်စွမ်းကတော့ကွန်မန့်နေမှာလင်းလိုက်တောင်းနေတဲ့သူတွေလို့မဟုတ်ပဲသူနဲ့သဘောတူညီရထားတဲ့သူတွေစီကနေစွမ်းကိုငှားယူရဖြစ်ကြောင်းပြောပြနေပါတယ်ဒါပေမဲ့မက်ဒီယွစ်ဘယ်လောက်ပဲစွမ်းအားကြီးပါစေဟက်ဘရန်ကတခြားဟိုရီနဲ့အများပြားစီကနေစွမ်းရည်တွေကိုစူးစီးပြီးမက်ဒီယွစ်ကိုအသာလေးတိုက်နေကြောင်းအားချောင်းနေတယ်မက်ဒီယွစ်အပီပင်ချိတ်တာခံနေရပါတယ်မက်ဒီယွစ်ခန္ဓာကိုယ်ကအမတ်သားရဲ့တဖြည်းဖြည်းတကိုယ်လုံးပြန့်လာတဲ့အတွက်ဂရမ်မာဇာဟက်ဒရီဆန်ကိုလည်းရောက်လာကဟက်ဘရန်ကိုသူ့ရဲ့စွမ်းအားတချို့ပေးလိုက်ပါတယ်ဒီလိုနဲ့ဟက်ဘရန်လည်းအင်အားရဲ့အဆမတန်တိုးလာကမက်ဒီယွစ်ကိုတစ်ချက်တည်းအမောက်သိလိုက်ပြီးအဲလစ်ဘက်ဓာတ်နဲ့မက်ဒီယွစ်ကိုတည်လာပြီးရင်တာဝန်ပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်။တန်ကဘာတွေဖြစ်လာမလဲဆိုတော့မဆောင်လို့ကြိုသိနေတဲ့အတွက်ကင်းနဲ့အဲလစ်ဘက်ကိုတဲကဖင်ထုံးကြီးတဲ့ပြေးပါတော့တယ်။ဟက်ဘရန်ကမင်းရဲ့မက်ဒီယွစ်ကိုတောက်ကြီးပြောနေချိန်ဒိုင်နဲ့ဂီဒီယွန်ကန်ကရောက်လာပါတယ်။မက်ဒီယွစ်ကိုကောက်ကန်လိုက်ပြီးသူမကပတင်ကိုခုလိုဖြစ်အောင်လုပ်တဲ့ဟက်ဘရန်ကိုတူနဲ့ထူးလိုက်ပါတော့တယ်။ဟယ်ရီဆန်ကအချိန်ကြီးမှန်တော့တာကိုတတိထားမိပြီးဟက်ဘရန်ကိုအမြင့်ဆုံးတက်ဆုပ်ဖို့အမိန်ပေးလိုက်ပါတယ်။ဒိုင်နဲ့ကသူမဂီဒီယွန်ကိုမြေကြီးပေါ်ထူးချလိုက်တဲ့အခါကြောက်တုံးကြီးရဲ့မူးပေါ်ဖွာတက်ကုန်ပြီးနေရာတစ်ခုလုံးတိုက်ပွဲခွင့်မြေတစ်ခုပြည့်ပြောင်းလဲသွားပါတယ်။ဒိုင်နဲ့ကဘောလုံးဝင်းတစ်ခုစာလောက်ရှိရင်မြေဆန်ကြီးကိုလေးပေါ်မှာထားပြီးတူနဲ့ထွေးရိုက်လိုက်ပါတယ်